တာဖြစ်သူကြောင့်တုံးဆောင်တဲ့အထီကိုတုံးဆောင်လုံးပေါက်ခဲ့တဲ့ဆိုတော့ပြပါဟင်ကံကောင်းကျင့်ဆိုတာကြိုတင်ပြင်ဆင်ထားလို့ရတဲ့အရာမျိုးမဟုတ်ပေမဲ့တခါတလေမှတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့ရှေးရသူတွေကြောင့်မမျှော်လင့်ပဲရောက်ရှိလာတတ်တာမျိုးပါကလေးတွေရဲ့ဖြူစင်တဲ့စိတ်ထားနဲ့ကံတရားဟာတခါတလေမှမိဘတွေအတွက်မမျှော်လင့်ထားတဲ့လက်ဆောင်ပုံတွေကိုယူလာပေးတတ်ပါတယ်အလုံးတိကျတဲ့အတိုင်းမိဘဟင်းဆိုတာကမြမတရှင်လောကမှာသူမရဲ့ထူးခြားတဲ့အတန်ပါပွလင်းရိုးသားတဲ့အမူအရာတွေကြောင့်ဗိဒ္ဓအခိုင်မှာရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါအနုပညာအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ကိုင်ရင်းနဲ့မိသားစုပေါ်မှာလည်းတိတနားလဲတဲ့မိခင်ကောင်းတစ်ယောက်အဖြစ်ဗိဒ္ဓတွေကလေးစားရှိခင်ကြတာဖြစ်ပါတယ်ဒီလိုစိတ်ထားကောင်းပြီးတော့ကြိုးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်းအခုလိုကံကောင်းခြင်းတွေကဓမ္မစီကိုဆန်ဆိုင်မြမြရောက်ရှိလာတာဖြစ်နိုင်ပါတယ်လို့ဗိဒ္ဓတွေကတုံ့တက်နေကြတာပါအကြောင်းကတော့အဆိုတော်ဗိဗဟင်းတစ်ယောက်သူမရဲ့သားလေးကြောင့်မမျှော်လင့်ပဲထိပေါက်ခဲ့ပါတယ်တာမန်ထိပေါက်တာမျိုးမဟုတ်ပဲသုံးဆောင်တွဲထီလက်မှတ်ကိုသုံးဆောင်လုံးတစ်ပြိုင်နက်တည်းပေါက်ခဲ့တာမို့ဒါဟာတကယ့်ကိုအာဝါစရာကောင်းတဲ့ကံထူးမှုတစ်ခုလို့ပြောရမှာပါဒီအကြောင်းကိုဝိဗဟင်းကိုယ်တိုင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ပျော်ရွှင်ကျင်နူးစွာနဲ့မျှဝေခဲ့တာပါဝိဗဟင်းကအထီဆိုင်ကသားလေးကိုရှစ်လို့ပေးလိုက်တဲ့ထီကိုကလေးကိုကိုယ်တိုင်ရွေးခိုင်းခဲ့တာပါကလေးဆိုတာကတော့ဘာမှမသိနားမလဲပဲသူနှစ်တရာကနန်းစုလေးကိုရွေးချယ်ပေးလိုက်တာပေါ့အဲ့ဒီအချိန်မှာဝိဗဟင်းကလည်းသားလေးရွေးပေးတဲ့အတိုင်းသုံးဆောင်တဲ့ထီလက်မှတ်ကိုရေယုံကြည်ကြည်နဲ့ယူခဲ့တာဖြစ်ပါတယ်တကယ်တော့ထီဆိုတာကန်ဆန်းတာမျိုးမလို့ပေါက်မလို့အသေးအရှာမျောလင်းထားတာမျိုးထက်ကန်ဆန်းကြည့်တဲ့သဘောမျိုးနဲ့ပဲဝယ်ယူခဲ့တာပါဒါပေမဲ့ထီပေါက်စင်ထွက်လာတဲ့အချိန်မှာတော့သူမကိုယ်တိုင်တောင်မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါလေးရွေးပေးလိုက်တဲ့ထီလက်မသုံးဆောင်လုံးဟာစုမဲတွေအတီးတီးပေါက်ခဲ့လို့ပါပဲ။အများအဖြစ်ကတော့တစောင်းတည်းပေါက်တာမျိုးဒါမှမဟုတ်ကနားလွဲထားတာမျိုးတွေရှိတတ်ပေမဲ့အခုလိုသုံးဆောင်အတွဲလုံးကိုကန်ထူးတာကတော့ခဲရင်တဲ့အခွင့်အရေးမျိုးပါ။ဒီအကြောင်းကြောင့်ပိတ်သက်တွေကဝိဗဟင်းအသက်ဝမ်းသာပီတိဖြစ်နေကြသလိုဒါလေးရဲ့ကံကောင်းမှုကိုလည်းအော်နေကြပါတယ်။ဒါလေးကမိခင်အတွက်လက်ကောင်လေးပဲလို့ရှီးကျူးစကားဆိုသူတွေရှိသလိုဝိဗဟင်းရဲ့စိတ်ထားကောင်းမှုတွေကြောင့်အခုလိုကန်ထူးတာလို့ပြောကြသူတွေလည်းအများကြီးပါပဲတချို့ကလည်းဒါလေးရဲ့တတိကိုလည်းရွေးပေးပါအောင်ဆိုပြီးတော့နောက်ပြောင်ကမှတ်ချပေးခဲ့ကြပါသေးတယ်ဝိဗဟင်းဟာဆိုတော်လောကမှာနှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့သူဖြစ်ပြီးတော့သူမရဲ့တခြင်းတွေဟာလည်းဗိဒ္ဓတွေရဲ့ယင်ထဲမှာနေရာယူထားဆဲပါသူမရဲ့ဘဝဖြစ်တမ်းမှုမှာအခက်ခဲတွေစိန်ခေါ်မှုတွေရှိခဲ့ပေမဲ့အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ရင်ဆိုင်ကြောဖြတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အခုလိုထိပေါက်ခဲ့တဲ့ကိစ္စမှာလည်းဓမ္မကရရှိလာတဲ့စုငွေတွေကိုဘလို့အကျိုးရှိရှိအသုံးချမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းဗိဒ္ဓတွေကစိတ်ဝင်စားနေကြပါတယ်အလူတန်းတွေမှာလက်မနေတဲ့သူတစ်ယောက်ဖြစ်တာကြောင့်ဒီကံထူးငွေတွေထဲကနေလည်းကုလိုကောင်းမှုတွေပြုလုပ်သွားအောင်မှသိချပါပဲထိပေါက်တဲ့စုငွေပမာဏကဘလောက်ပဲဖြစ်ဖြစ်အဲ့ဒီငွေကြေးထက်ပိုပြီးတန်ဖိုးရှိတာကတော့ဒါလေးရဲ့လက်ကလေးကနေရွေးချယ်ပေးခဲ့တဲ့အမှတ်တရနဲ့မိသားစုရဲ့ပျော်ရွှင်မှုပါပဲဝိဗဟင်းအတွက်တော့ဒီထီလက်မှတ်သုံးဆောင်ဟာငွေကြေးထက်ပိုတဲ့မေတ္တာတတိတွေဖြစ်နေမှာပါ။နောင်လဲဒီထက်မကတဲ့ကံကောင်းခြင်းတွေအောင်မြင်မှုတွေနဲ့အတူဗိဒ္ဓတွေကိုဖျော်ဖြေတင်ဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဒါလေးရွေးပေးတဲ့ထီသုံးဆောင်လုံးပေါက်သွားခဲ့တဲ့ဝိဗဟင်းအပေါ်ဗိဒ္ဓတို့ရဲ့ဝမ်းသာစကားလေးတွေပြောပြသွားကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့တော်လည်းအားလုံးကိုကျေးဇူးတင်ရှိပါရှင်။